ဒီနေ့မှာတော့စာရေးသူဒေါက်တာမိုးရေးသားထားတဲ့ကိုပြန်လည်တည်ဆောက်ခြင်းဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးချင်ပါတယ်။အခုလက်ရှိရောက်နေတဲ့နေရာကနေတဆင့်မြင်ပြီးတိုးတက်ပြောင်းလဲခြင်းရဲ့အတွေ့အကြုံအမြင်သစ်လူသစ်စိတ်သစ်နဲ့ပြောင်းလဲကြိုးစားပြီးမိမိကိုပြန်လည်တည်ဆောက်လိုက်ပါဒေါက်တာမိုးအားလုံးပဲမင်္ဂလာပါ The Mindset မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။စာရေးသူဤအမှားစာလူတိုင်းတစ်နေ့တစ်ချိန်ဘဝမှာအခက်အခဲကြုံဖူးကြလိမ့်မယ် feeling stuck in life ဖြစ်ဖူးကြလိမ့်မယ်အခက်အခဲတွေစိန်ခေါ်မှုတွေကိုတားဆီးပိတ်ဆို့မှုတွေလို့တွေးထင်ပြီးစိတ်တက်ကြနေတာထက်ကြက်ကြက်ခံစိတ်ထားပြီးရုံထွက်အပြေရှာသူတွေကအခွင့်အလမ်းတစ်တွေရလာကြတယ်အခက်အခဲတွေကိုကြော်ဖြတ်ရတာကြောင့်စိတ်တက်ကြံ့ခိုင်မှုခံနိုင်ရရှိမှုတွေတိုးတက်စေပြီးအခြေအနေတစ်တွေကိုလိုက်ရောညီထွေးအောင်စိတ်ထားတတ်ခြင်းကြောင့်personal နဲ့ professional တိုးတက်မှုများစွာရရှိလာပြီးအောင်မြင်မှုပန်းတိုင်ရောင်နေတက်စီတို့လမ်းတက်စီမဲ့ခြေလမ်းများအဖြစ်ပြန်လည်ပုံဖော်နိုင်ကြမှာပါဒီစာအုပ်ကိုဖတ်ပြီးကိုပြန်လည်တည်ဆောက်နိုင်မဲ့သူတွေကိုနောက်တစ်ဆင့်မြင့်ချင်သူတွေဘဝမှာပုံမအောင်မြင်ပျော်ရွှင်မဲ့သူတွေဖြစ်လာနိုင်မယ်လို့စာရေးသူအနေနဲ့ယုံကြည်မိပါတယ်ဆုံးဖြတ်ချက်မှန်ပါစေအသက်20-30နှစ်ကြာအရွယ်တွေကဘဝမှာအခက်ခဲဆုံးအချိန်ပဲ personality change ဖြစ်တဲ့အရွယ်မို့ကိုယ့်ဘာသာကိုဘာဖြစ်ချင်မှန်းမသိကြဘူးမိဘစကားလဲနားမထောင်ကြကြသလိုကိုယ့်ဘာသာဘာလို့ရမလဲမသိကြဘူးအိမ်မက်ကရေရမရှိသလိုအလုပ်အကိုင်ကောင်းစီးပွားရေးငွေရေးကြေးရေးကလည်းခိုင်မာမှုမရှိကြသေးဘူးအသက်20-30နှစ်ကြာကာလဟာဘဝမှာအရေးကြီးဆုံးဆုံးဖြတ်ချက်တွေချပြီးတဲ့ကာလ self determined life ဖြစ်ပါတယ်မိမိဘဝမှာနေချင်တာကိုစတင်ပုံဖော်ရမယ့်အချိန်မှာစိတ်ပညာရှင်မက်ကေကပြောတယ်ဘဝမှာအရေးကြီးတဲ့80%သောဆုံးဖြတ်ချက်တွေကအသက်35နှစ်မတိုင်ခင်မှာချပြီးနေကြပြီအသက်20-30နှစ်ကြားမှာတခုခုလုပ်ဖို့ကြောက်နေတာတွေဝေနေတဲ့သူတွေကဘဝမှာအောင်မြင်ဖို့မလွယ်ဘူးအသက်20-30နှစ်ကြားမှာအချစ်ရေးမှာပဲအချိန်ကုန်မနေပဲဖြစ်ချင်တာတွေကိုစွန့်စားလုပ်ကြည့်ပါအလုပ်မျိုးစုံလုပ်ရင်မိမိနဲ့တင့်တော်တာတွေတွေ့လာပါလိမ့်မယ်ငွေရေးကြေးရေးကိုဘတ်ဂျက်ချတဲ့အောင်စီမံပါအခက်ခဲဆုံးကာလကိုကောင်းကောင်းအသုံးချနိုင်ရင်ဆုံးဖြတ်ချက်ကောင်းချနိုင်ရင်ကျန်တဲ့ဖြစ်တန်ရမယ့်ဘဝမှာအေးဆေးအဆင်ပြေနေနိုင်သွားပါပြီပေါ်ဆဆနဲ့ဘဝကိုဖြတ်တန်းရင်လည်းအသက်ကြီးလာရင်အိမ်မက်အနာဂတ်မဲ့သူတယောက်ဖြစ်လိမ့်မယ်အနာဂတ်ဘဝမှာတတရရနေနိုင်ဖို့အသက်20-30နှစ်ကြားမှာဆုံးဖြတ်ချက်တွေမှန်ဖို့လိုတယ်အသက်21နှစ်ပြည့်ပြီးရင်လှုပ်တဲ့အချက်9ချက်21နှစ်ပြည့်ပြီးရင်ဘဝမှာတစ်စစ်ချိုးပြောင်းလဲသွားပြီးအချိန်တွေတအားပေါ်တယ်မထင်ပဲလှုပ်ထိုက်တာတွေကိုတစ်ခုပြီးတစ်ခုလုပ်ပြီးအချိန်ကိုအကျိုးရှိစွာကုန်ဆုံးပါဆိုရှယ်မီဒီယာမှာပဲအချိန်ဖြုံးမနေပဲဘဝအတွက်ရည်မှန်းချက်ရှိပါစေတည်တဲ့အသိပညာတက်တဲ့ skill တွေကိုသင်ယူပါပညာရွှေဦးလူမခိုးဆိုတဲ့အတိုင်းပညာရေးကိုစုံစမ်းတိုင်အောင်သင်ယူပါ career ကောင်းရအောင်တည်ဆောက်ပါအသက်30-40အရွယ်ကျရင်ပြုစုပြောထောင်တဲ့အပြုအမူအကျင့်ကောင်းတွေနဲ့ဘဝမှာဆုံးဖြတ်ချက်မှန်ကန်စွာချတတ်အောင်သင်ကြားပေးပါလိမ့်မယ် work your butt off ဘာလို့အစွမ်းကုန်စူးစမ်းပါဒီဇိုင်းမလုပ်ပါနယ်ပယ်အသစ်တွေမှာစူးစမ်းကြည့်ပါလူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်အောင် networking ကောင်းအောင်လုပ်ပါအချစ်စိတ်ခံစားမှုကအရေးကြီးပေမဲ့တခဏတာပျော်ရွှင်မှုအတွက်တဘဝတာစိတ်ဆင်းရဲရတာမဖြစ်ပါစေနဲ့လက်ရှိတကူရဲဘဝမှာလွတ်လပ်ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါတကယ်ချင်းမိတ်ဆွေရွေးပေါင်းမှာကိုစူးစမ်းစေမဲ့တိုးတက်စေမဲ့ positive influence ဖြစ်ပြီး value add ဖြစ်စေမဲ့သူတွေနဲ့များပေါင်းမှာအတင်းချတတ်သူအစိမ့်သင့်စေသူ drama များသူတွေကိုဝေးရှောင်ပါအမားလုံးမိရင်ပန်းနုသွေးလုပ်ပြီးသူတစ်ပါးကိုအပြစ်ပုံမချပဲတာဝန်ယူပါနောက်ထပ်မလုံးမိအောင်သင်ယူပါချက်ချင်းချမ်းသာတာကိုမမှတ်ဘဲရေရှည်ကိုစဉ်းစားပါမတက်နိုင်မဲ့အကျွေးနဲ့ဝယ်ရမဲ့တန်ဖိုးကြီးရာတွေကိုမဝယ်ပဲအလုံးလုပ်ပြီးဘတ်ဂျက်ချပြီးပတ်စံစုပါပတ်စံကိုတိုးပွားအောင်လုပ်ပါအသက်30အရွယ်မှာတည်တဲ့အချက်တွေဘဝအတွက်မှန်ကန်တဲ့လက်သွဲပေါ်ကိုရွေးချယ်လက်ထပ်ပါမှန်ကန်တဲ့ရွေးချယ်မှုကတင့်ကိုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့ငွေကြေးခိုင်မာမှုတည်ဆောက်ဖို့ကူညီပေးပါလိမ့်မယ်
လူတွေကဘဝကိုဖြစ်ချင်ရဖြစ်နေတတ်ကြတယ်ကောင်းကောင်းမွန်မွန်မြင့်မြင့်မာမာနေခြင်းရင်မိမိကိုယ်ကိုပြုပြင်ပြောင်းလဲမှရပါလိမ့်မယ်ရီမန်းချက်ကြီးသူစိတ်အားထက်သန်သူတော်တဲ့သူ9ယောက်နဲ့ပေါင်းခြင်းဖြင့်မိမိလည်းကြိုးစားခြင်းစိတ်အတွေးခေါ်တွေပြောင်းလဲပြီးတနေ့နေ့တစ်ချိန်ချိန်မှာသူတို့လိုဖြစ်လာမှာပါတခုခုဆိုဘသူမှပတ်စံအလကားလာမပေးဘူးဂယုမဆိုင်ဘူးဆိုတာသဘောပေါက်တဲ့အသက်အရွယ်ရောက်နေပြီမိမိယုံကြည်တဲ့အရာတွေနောက်ကိုအချိန်မနှောင်းခင်လိုက်ပါသဘောမကျအားမကျတဲ့သူတွေစီကအကြံဉာဏ်ကိုလုံးဝမရယူပါနဲ့ပေါင်းတဲ့အတငယ်ချင်းအတိုင်းဝိုင်းတွေစီကစီးပွားရေးစိတ်ကူးတွေမိသားစုနဲ့အောင်မြင်မှုတွေကိုပုံမဆွေးနွေးတဲ့နဲ့အသင်းအဖြစ်တွေပြောပြီးအချိန်ကုန်မနေပါနဲ့သူတစ်ပါးစီမှာရှာတက်ပံအလုပ်လုပ်တာထက်တစ်ပတ်မှာ15နာရီလောက်မိမိရဲ့စိတ်ကူးရင်အိမ်မက်ကိုယ်ပိုင်လုပ်ငန်းအကောင့်ထဲပေါ်ဖို့အသုံးချပါအစိတ်အတောက်ဖြစ်စေတဲ့သတင်းတွေ Netflix ကိုကြည့်ရှုခြင်းဒါမှမဟုတ် social media ကိုလိမ့်ကြည့်ပြီးအချိန်ဖြုံးခြင်းထက်ဘဟုတုတကျွဲဝစေမဲ့စာအုပ်ဖတ်ခြင်းမှာအဖိုးတန်တဲ့အချိန်တွေကိုရင်းနှီးမြှုပ်နှံပါမိမိလိုချင်တဲ့ဘဝကိုတည်ဆောက်ဖို့အခွင့်အလမ်းတွေကိုဖန်တီးပါကိုယ့်ရဲ့ဘဝမှာဖြစ်နေတဲ့ပြဿနာတွေကိုဘယ်သူမှလိုက်ခဲ့တယ်မှာမဟုတ်ဘူးအလုံနာရဲ့ဖြစ်တဲ့စနေတနင်္ဂနွေတွေမှာပါတီတွေတက်တောက်စားအချိန်ဖြုံးတာထက်မိမိဖြစ်ချင်တဲ့လိုချင်တဲ့ဘဝအသက်မွေးဝမ်းကြောင်းတစ်ခုကိုတည်ဆောက်ဖို့အသုံးပြုပါခင်မင်ရတဲ့မိတ်ဆွေတငယ်ချင်းတွေကအကူအညီလိုတဲ့အခါမှသာဖုန်းဆက်မယ်ဆိုရင်သူတို့ကိုဦးစားပေးတဲ့စရင်ကထုတ်ဖို့အချိန်တန်နေပါပြီအထက်ပါအချက်တွေကဘယ်အချက်တွေလောက်ဖြစ်ကြလဲအခက်အခဲကြုံလာရင်ရုံးထွက်ပါဘဝမှာတစ်ခါတလေမမျှော်လင့်မဲ့ကြုံတွေ့ရတဲ့အခက်အခဲတွေကကိုယ့်အတွက်အကောင်းဆုံးနောက်ထပ်အခွင့်အရေးတစ်ခုကိုပြန်ကြိုးစားဖို့အခွင့်အလမ်းတစ်ခုလည်းဖြစ်တတ်ပါတယ်နောက်ထပ်မတူညီတဲ့နယ်ပယ်တစ်ခုမှာဖုန်းနဲ့ငှက်လုံအားယူပြီးအစ်စ်တဖန်ပြန်လည်မွေးဖွားဖို့အောင်မြင်ဖို့ကံကြမ္မာကပြောင်းလဲပေးတာလည်းဖြစ်နိုင်တယ်မမျှော်လင့်မဲ့ရိုက်ချခံရတာအခက်အခဲကြုံလာရင်အကြာကြီးစိတ်ညစ်စိတ်ပြက်ပြီးတော့ရက်မနေပါနဲ့ကြာလေရုံးထွက်ရခက်လေပါပဲမိမိကိုယ်လည်းကန်ဆိုးတတ်တဲ့သူတယောက်လို့အပြစ်တင်ခံစားမနေပါနဲ့မိမိအတွက်ဘာ option ရွေးချယ်မှုတွေရှိနိုင်မလဲဖြစ်နိုင်တာတွေကိုစဉ်းစားပြီးရေတူရေရှည်အစီအစဉ် short term plan long term plan ချပါကိုဘာလောက်ရမလဲရွေးချယ်ပြီး action plan ချပြီးမြန်ပြန်ရုံးထွက်ပါအခုဖြစ်နေတဲ့ chapter မှာမအောင်မြင်ပေမဲ့ next chapter မှာဒီထက်ပိုအောင်မြင်နိုင်ပါသေးတယ်အကောင်းမြင်စိတ် positive mindset လေးထားပြီး move on လုပ်လိုက်ပြီး the best version of new you ကိုပြန်ပြီးဖန်တီးယူလိုက်ပါမိမိကိုယ်ကိုပြိုင်ပါလိလာတွေ့ရှိချက်တွေအရအကောင်းမြင်တဲ့သူအများစုကဘဝမှာအောင်မြင်အဆင်ပြေနေတဲ့သူတွေဖြစ်ပါတယ်အဲ့ဒီလိုအခြေအနေတွေကတော့ဘယ်သူမှတန်းရောက်လာတာတော့မဟုတ်ပါဘူးအဆင့်တွေအများကြီးဖြတ်ပြီးနှစ်ပေါင်းများစွာစူးစမ်းအားထုတ်ခဲ့ကြရတယ်ကိုအဲ့ဒီလိုအခြေအနေမရောက်သေးလို့တိမ်ငယ်စရာလည်းမလိုသလိုမနာလိုလည်းမဖြစ်နဲ့ဘဝချင်းမတူလို့သူများနဲ့လည်းမနှိုင်းရှင်နဲ့မကောင်းမြင်စိတ်ကိုဖယ်ပါဘူလောင်ပြီးကိုလည်းပြောင်းလဲသွားမှာမဟုတ်ဘူးမိမိကိုယ်ကိုပြိုင်ပါမနေ့ကထက်ဒီနေ့ပိုတိုးတက်အောင်လုပ်ပါ the more you focus on yourself the better you become တိုးတက်လာတာနဲ့အမျှကိုလည်းသူတို့လိုလောကကြီးကိုအကောင်းမြင်တတ်လာပြီးစိတ်ချမ်းသာအကြည်တက်ရလာလိမ့်မယ်မယုံရင်ဒီနေ့ကစပြီးတော့စမ်းကြည့်လိုက်ပါနားထောင်ကြတဲ့သူတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ခင်ဗျာနောက်အပိုင်းတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်